吧，ဒီနေ့မေလ13ရက်နေ့ညနေကဒီပိုင်းဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်မရုပ်သံဖိုင်တစ်ခုတင်ထားတယ်။ဒါပေမဲ့ TikTok ကအတန်ဖိုင်ဖြတ်ချလိုက်တဲ့အတွက်အပြည့်စုံကြည့်ရင်လည်းဆိုလို့ရှိရင်တော့ TikTok ရဲ့အောက်မှာ YouTube လေးရှိပါတယ်အဲ့မှာဝင်ကြည့်ပါ။အခုကဘာပြောချင်တာလဲဆိုတော့ဒီပိုင်းဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်မအမြင်ကျွန်တော်ပြောလိုက်အောင်မယ် YouTube ဆိုတာကအနောက်အုပ်စုဥရောပကနော်ဟုတ်တယ်မလားကျွန်တော်တို့ကဒီပအာကိုပစိန်ယိုအစိုးမြင်ဝါဒီများအားစတင်ကြဆိုတော့ဥရောပကလုပ်တဲ့ YouTube တွေပါတယ်ဝင်မကြည့်တင်ဘူးဒါကိုမျိုးချစ်စိတ်ရှိတယ်ပေါ့နော်ဟုတ်တယ်မလားအမျိုးသားရေးဓမ္မပီတာတယ်မျိုးချစ်စိတ်ရှိတယ်ဆိုရင်ဒါ YouTube အကောင့်တွေပါတယ်မတုံးတင်ဘူး YouTube အကောင့်တွေပါတယ်ဝင်မကြည့်တင်ဘူးဟုတ်တယ်မလားကိုကအမျိုးသားရေးဓမ္မကိုအနောက်အုပ်စုကဒီမြန်မာနိုင်ငံပြက်လို့ပြက်စီးဆိုအမြဲလုံနေတယ်လို့ပြောတယ်မလားအဲ့ဒီအတွက် YouTube တွေပါတယ်အမှန်တကယ်လုံးဝမတုံးဘူး TikTok ကတော့ဒါတရုတ်ဟိုနေ့ဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ထားပါဟုတ်တယ်မလား TikTok လောက်ကတော့တုံးကြပါတော့ YouTube ကတော့ဒါလုံးဝတီးတဲ့အနောက်အုပ်စုဖြစ်တဲ့အတွက်မတုံးတင်ဘူးပေါ့ YouTube ကိုနော်ကြည့်တယ်မကြည့်တင်ဟုတ်တယ်မလားဒါပေမဲ့လက်ရှိအမျိုးသားရေးဓမ္မတွေလို့အော်နေတဲ့လူတွေက YouTube ဖြစ်နေကြတော့နည်းနည်းတော့ထူးဆန်းနေလားလို့နော်လေးတွေပြောဆိုတဲ့အခါမှာလက်ရှိပေါ့နော်ကျွန်မကိုလက်ရှိပြည်ရေးဌာနမှာပေါ့ဒါမှထမ်းဆောင်နေတဲ့အရာရှိတယောက်ကနေပြီးတော့ဖုတ်ဆက်လာတယ်ကျွန်မရဲ့ပြောဆိုမှုလေးတွေကလက်ရှိအစိုးရပေါ်မှာအနေငယ်ပေါ့အချင်းညိုဖြစ်စေနေတဲ့အတွက်ကျွန်မကိုတတိပေးတဲ့ဆိုတဲ့သဘောပေါ့နော်လက်ရှိအစိုးရအကြီးညိုပြက်စီတော့ဒီအစိုးရအကြီးညိုစရာမရှိသေးလို့လားဆိုတော့ကျေးဇူးတင်ပါတယ်တတိပေးတဲ့အတွက်ပြောကြစကားတစ်ခုမှရှိရဲ့တင်းတယ်သူတင်းဒီပိုင်းဖြစ်နေတဲ့ပတ်သက်လို့နော်ညီမနေ့ကညနေကတော့ပြောထားတာရှိပါတယ်အစားဆုံးကြည့်ချင်းTikTok မှာတင်များတဲ့အတွက် YouTube မှာတင်ထားတယ်ဝင်ကြည့်ပါပြောကြစကားတစ်ခုရှိပါတယ်လက်ရှိဒီပိုင်းဖြစ်နေတဲ့ပတ်သက်လို့ကျွန်မလက်ရှိလက်နက်ကင်ပြီးတိုက်နေတဲ့နှစ်ဖွဲ့လုံးပေါ်မှာကျွန်မပြောတယ်ဒါပေမဲ့တချို့ကအသက်သေးထောက်ထားတဲ့ရာသူတို့ PDF တွေအချင်းချင်းလောက်တာလို့ပေါ်လင်းနေပါလင်းနဲ့ကျမကဘာလို့လက်ရှိအစိုးရပိုင်းကိုပြောလဲဆိုရင်ရှေ့မှာလည်းပဲဘကူးမျိုးဝင်းနေမိတာဆရာတော်ကြီးပြန်လုံတော်မှုခဲ့တဲ့ဖြစ်စဉ်မှာပြောင်းစားခဲ့တဲ့အတွက်ဒီတစ်ချက်ကတော့ပုတုမကိုကျေးဇူးတင်သွားပြီဘာလို့ဆိုတော့အမှန်တရားကိုထွက်ပြောရဲတဲ့အတွက်နော်ဝင်းနေမိတာယုံဆရာတော်ကြီးကိုစစ်တပ်ကရဲရဲဆက်ဆက်ပြစ်တက်ပြီးတဲ့အချိန်မှာဝင်းနေမိတာဆရာကြီးအတူပါတဲ့တန်ခါတွေအဲ့ဒီတန်ခါတွေကိုအဲ့ဒီမှာစောက်ခိုင်းထားတယ်အဲ့ဒီမှာနိုင်ပေါင်းများစွာကြားတယ်ပြီးတော့တခါမန္တလေးစစ်ကြောရေးတွေကိုခေါ်ရတယ်မန္တလေးနန်းတွင်းထဲမှာ3နာရီတိတိထိုင်ခိုင်းထားတယ်အဲ့ဒီတော့အဲ့ချိန်မှာဆရာတော်ကခေါင်းပေါက်နဲ့ကန်တုံးတဲ့ဆရာတော်အဲ့ဒွေးဆက်လက်နဲ့ဆရာတော်အဲ့တိုင်းထားပြီးတော့သူတို့စစ်တပ်ကမဟုတ်တဲ့အကြောင်းကိုဝါဒဖြန့်ခိုင်းမှုအတွက်လုပ်ပြီးမရတဲ့အဆုံးမှာဆရာတော်ကြီးပြန်လာရတယ်နောက်နေ့ကျတော့အဲ့ဒီကားဒရိုင်ဘာကိုကြောက်ပတ်ဒီအတူပတ်ပြီးတော့တနက်နဲ့ထောက်ပြီးတော့ရုပ်တံရိုက်တယ်အဲ့ဒါကို MRTV တို့မြဝတီတို့ကအစထုတ်ပြန်ခြင်းရတယ်ဘောမတွေအစင်းရတော့ပြောမနေနဲ့နော်ဒီဝင်းနေနဲ့ပြတာဆရာတော်ကြီးကိုပြန်တော်မူတဲ့ထိတနက်နဲ့ပြစ်တာဒီ PDF တွေပြစ်တာပါဆိုပြီးတော့တိုင်းတိပီတိကျင်းရတယ်နော်အဲ့ဒီချိန်မှာကန်တုံးကြီးဆရာတော်ကြီးကဘလို့မှမခံနိုင်တဲ့အဆုံးမှာဟေးအဲ့ဒီမှာငါကိုယ်တိုင်ပါတယ်ငါတို့ကိုပြစ်တာစစ်တပ်ကပြစ်တာတော်ပါတော့ပြောတော့မရဘူးပြစ်တာစစ်တပ်ကရဲရဲဆက်ဆက်ငါတို့ကိုပြစ်တာဆိုမှနိုင်ငံတော်အစ်စ်တက်ပြီးတော့ပြည်သူကိုလိန်ခဲ့တာပြောင်းလိန်ခဲ့တာအခုမတ်ပုတုထွက်ပြောပြီနော်ထပ်ပြောမယ်နော်ပြောမြန်မြန်ပြောထပ်ပြောမယ်နော်ပြောပါစို့ရှေ့မှာလည်းပဲဘကိုးမျိုးဝင်းနေမိနာရုံဆရာတော်ကြီးမဟာနာငင်းဆရာတော်ဘုရားကိုမာယုံပြီးပြက်ခတ်မိတယ်ဆိုလို့ရှိရင်လည်းမာယုံပြီးပြက်ခတ်မိတယ်လို့မဝင်ခံပဲနဲ့ PDF တွေပြည့်လို့သိပါတယ်ဆိုပြီးတော့နိုင်ငံတော်အစဉ်သတင်းလိမ်လည်မှုလုပ်ခဲ့တဲ့အတွက်ဟုတ်တယ်နိုင်ငံတော်အစဉ်သတင်းလိမ်လည်မှုလုပ်ခဲ့တယ်လို့ lobby တွေနဲ့လည်းဝါရဖြန့်ခိုင်းခဲ့တဲ့ထောက်ထားတက်တည်ပြည့်ချက်ရှိနေတဲ့အတွက်လက်ရှိဒီဘက်ရေးဖြစ်စဉ်ကိုလည်းပဲအစိုးရအနေနဲ့ကတိတိကျကျမထုတ်ပြန်ဘဲနဲ့ဒါ PDF တွေပဲလုပ်ပါတယ်ဆိုပြီးကျမမဘုဒ္ဓမဟာသွေးကျမအမြင်နဲ့ကတော့တတိချကျမမဝေဖန်ဘူးကျမမသုံးသပ်ဘူးနော်သူဖြစ်သူခံကိုဖြစ်ကိုခံကိုတမိုင်းရောက်ကိုရေးလိမ့်မယ်ဟုတ်တယ်ဒါပေမဲ့သူ့ကြောင့်ငါကြောင့်ဆိုပြီးတော့လက်ညှိုးထိုးအပြစ်ပုံချလွှဲချနေတာတရေဘောကြောင့်လည်းလောက်ရည်ဖြစ်တယ်ဟုတ်တယ်သူကြောင့်ငါကြောင့်ဆိုပြီးလွှဲမချပါနဲ့ဟုတ်တယ်ဆိုတော့ကျမညနေကပြောလိုက်ရတော့ပြင်းထန်သွားတယ်ထင်ပါတယ်လက်ရှိအစိုးရကိုကြီးညိုပြက်စီတဲ့ပါညာဆိုပြီးတော့ကျမကိုသူကတော့ကြီးညိုခြင်းသားရှိလို့လားပေါ့နော်ကြီးညိုပြက်စီတယ်ဆိုလို့ရှိရင်လည်းကြီးညိုခံချင်ရင်တော့ကြီးညိုနိုင်လောက်တဲ့အရေးရှိအောင်ကြီးညိုနိုင်အောင်နေဖို့တော့လိုတာပေါ့နော်ကိုကတမကြီးညိုခံချင်ရင်ကိုယ်တိုင်ကသီလသမာဓိတိတ်ခါမိကျင်တရား10ပါးနဲ့ပြီးဆောင်အုပ်ချုပ်နိုင်မှပြည်သူကကြီးညိုတဲ့လူထုကောင်းဆောင်တယောက်ဖြစ်နိုင်မှာပေါ့နော်ရှေ့မှာလည်းပဲဒီဘကိုးမျိုးဝင်းနေမိတာရုံဆရာတော်ကြီးဖြစ်စံတာပတ်သက်ပြီးတော့နိုင်ငံတော်စင်သတင်းလိမ်လည်ပြီးတော့ lobby တွေကိုဝါဒဖြန့်ပြီးလိမ်လည်ခဲ့တဲ့အထောက်အထားတွေရှိတဲ့အတွက်လက်ရှိဒီဘက်ကြီးဖြစ်စံမှာလည်းပဲအစိုးရကတိကျစွာမထုတ်ပြန်ဘဲနဲ့ဒီကိစ္စက PDF တွေလောက်တာပါလို့ကျွန်မကတော့တတိချမဆွဆွဲကြမှာဘူးရှင်
ကဲခုငတ်